င်္ဂလာပါရှင်ဗမာခေတ်သစ်သတင်းဌာန၏ထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်ပထမဦးဆုံးမောင်ပုတုရှုံးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်လက်ရှိနိုင်ငံရေးကစားပွဲရဲ့အခင်းအကျင်းအရာမောင်ပုတုဟာအနိကနဲ့ဓာတ်ရိုက်အထုတ်ခံရမယ်ကစားပွဲဖြစ်လာနေပြီးတဲ့ပြောရရင်မောင်ပုတုရှုံးသွားပြီဖြစ်ပါတယ်UN, EU, အမေရိကန်ဂျပန်အာဆီယံပြိုင်တူဖိအားပေးကြေညာချက်ထုတ်ပြန်ခဲ့ကြပြီးတည်ပြောရရင်ရာဇသံပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကိုကောင်းကောင်းနားလဲတာကတရုတ်ဖြစ်ပါတယ်။ဒီအတိုင်းပဲမြောက်ကိုအုံဒီပေးထားရင်ဘာလို့ရမှန်းမသိပဲဟိုလက်ဒီလက်နေရင်လည်းအချိန်ကုန်နေတာပဲအဖက်တင်နေတော့သူ့ရဲ့ရေးကြီးစီမံကိန်းလုပ်ငန်းတွေဟာမစတင်နိုင်ဖြစ်နေတဲ့အတွက်တရုတ်ဟာတိခတ်နိုင်မှုကုန်းဆုံးလာတာကိုမြင်ရပါတယ်။မောင်ပုတုလုပ်ငန်းစဖို့ရေးစည်းကံပြိုလက်ရောပေးမဲ့တည်ငြိမ်မှုမရှိတဲ့နိုင်ငံမှာဘယ်စီးပွားရေးသမားကမှလုပ်ငန်းလာမလုပ်ဘူးတရုတ်လိုချင်တာကတည်ငြိမ်မှုမောင်ပုတုထိုင်ကုန်မှာရှိနေသမျှလူတို့ကလက်မခံဘူးဆိုတာတရုတ်ကောင်းကောင်းသိတယ်ဒါကြောင့်ဝန်ရီလာတယ်ဝန်ရီဆိုတာတရုတ်ရဲ့ policy ကိုကမ္ဘာကိုချပြအကောင့်တဲဖော်ရသူပဲဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်ဘာတရင်မှထုတ်ပြန်မှတ်တမ်းယူတာမရှိစေပဲအလို့သဘောတွေ့တယ်တီကြတာကအမေတော်ဆန်းစုကြည်ကမြန်မာနိုင်ငံအတွက်တခုခုတော့ပြောလိုက်ပြီးဖြစ်တယ်လို့ယူဆရပါတယ်။ဒါကြောင့်တရုတ်ဘက်ကဒေါ်ဆန်းစုကြည်ဟာသူတို့ရဲ့မိတ်ဆွေဟောင်းလို့ပေါ်တင်ကြီးညာချက်ထုတ်ပြောခဲ့တဲ့တရုတ်လူမျိုးတွေရဲ့ဇယိုင်မှာစီးပွားရေးကလွယ်ပြီးဘာကူမှတိတ်အလေးနံမထားတဲ့ဇယိုင်မျိုးရှိပါတယ်။မိတ်ဆွေဟောင်းဆိုတဲ့ဇာတ်ကားဟာလေးနက်ပြီးအတိတ်ပဲအများကြီးတက်ရောက်ပါတယ်။သူတို့ယုံကြည်ရတဲ့သူကမှဒီစကလုံးတုံးနှုံတာဖြစ်ပါတယ်။တရုတ်လိုချင်တဲ့မြန်မာနိုင်ငံတည်ငြိမ်ဖို့ဆိုရင်ဒေါ်ဆန်းစုကြည်ကပဲစွမ်းဆောင်နိုင်တယ်ဆိုတာတရုတ်ကကောင်းကောင်းသိတယ်။ဒါကြောင့် UNSC ရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့တရုတ်ဟာဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်ရအောင်လုပ်နိုင်ခဲ့တယ်။တွေ့ခွင့်မပေးရင်ဘာဖြစ်မလဲဆိုတာကိုလည်းမောင်ပုတုကောင်းကောင်းသိတယ်။အမေဒေါ်ဆန်းစုကြည်ကတော့တရုတ်ကိုမက်ဆေ့ကြီးကြီးပေးလိုက်ပြီးဖြစ်ပါတယ်။ဒါကိုဝန်ကြီးကရှီနဲ့ဗဟိုကော်မတီကိုတင်ပြပြီးဆုံးဖြတ်ချက်ချရတော့မှာပဲဖြစ်ပါတယ်။ဒီအတိုင်းမောင်ပုတုကိုဆက်ထားနေရင်တရုတ်ဟာမွေပါလဲဆုံးတားလဲရှုံးတဲ့ဂိမ်းဆိုင်နေပြီဖြစ်ပါတယ်။6နှစ်နီးပါးမှာစီမံကိန်းတွေဘာတစ်ခုမှလုပ်လို့မရပဲဒေတာအတွင်းမှာလဲသူ့ဩဇာကိုတံပြန်လာနေကြပြီးနောက်တစ်ခုကအမေရိကန်မှာလူလူခေါင်းဆောင်ကိစ္စကိုထရန့်အစိုးရအဖွဲ့ကအာယုံဆိုင်လာနေတယ်။ထရန့်ကလည်းခံမရခတ်တဲ့သူကြီးဖြစ်နေတော့မထင်ရင်မထင်တယ်လို့လှုပ်ချလာမှာကိုတရုတ်ကြောက်နေတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကတရုတ်ငွေလိမ်ကိုင်းနေနှိမ်နှင်းဖို့ဆိုတဲ့ FBI တွေကလှုပ်ရှားနေတယ်။ဝင်းသမားဖို့ကလည်းအကြောင်းပြချက်ကောင်းကောင်းရထားပြီးဖြစ်ပါတယ်။ဒါကတရုတ်လိုချင်တဲ့အနေအထားမဟုတ်ပါဘူး။ဝန်ကြီးပြောထားခဲ့တဲ့စီတုံးစီမှာအမေရိကန်နဲ့အပေါင်းအပါတွေဝင်ရောက်ပတ်သက်မှုမရှိစေရဘူးဆိုတဲ့အချက်ပါပါတယ်။အဲ့တော့မောင်ပုတုဆက်ရှိနေမယ်ဆိုရင်အမေရိကန်ကဒီစီကိုနင်းဖြတ်ပြီးဝင်မှာပါပဲ။အဲ့တော့မောင်ပုတုရဲ့တည်ရေးရှင်ရလက်ရှိအခြေအနေတိုင်းဆိုရင်တည်ကြနေပြီဖိအားမျိုးစုံဝင်နေပါပြီရွေးတူနဲ့ပလင်လူပေမဲ့နေရတာကခွေးကတက်နေတာဖြစ်နေတယ်အမေရိကန် UN အာရှအာဆီယံဘသူကမှအတိအမှန်မပြုတဲ့အခါအလိုလိုနေရင်ဖိအားကဝင်လာတော့တာပါပဲအမေရိကန်ဝင်ပါလာခြင်းဟာတရုတ်အတွက်ဖိအားတော်တော်ကြီးပါတယ်ထရန့်ကလည်းတရုတ်ရဲ့ခြေတန်းလက်တန်းတွေကိုပဲရိုက်ချိုးပြစ်နေတော့မောင်ပုတုကတရုတ်နဲ့ရီဘိုဟောင်လုံနေတော့ထရန့်ကမျက်စိနောက်နေမှတီးကြပါတယ်အဲ့ဒီအတွက်တရုတ်ကအမေရိကန်မပါလာရအောင်တခုခုလုပ်ရတော့မယ်အဲ့ဒါကမောင်ပုတုကိုဆွဲချဖို့ပဲဖြစ်ပါတယ်သူ့ကိုဆွဲချလိုက်လို့ဘသူကမှလည်းအရေးတယူလုံးမှမဟုတ်ဘူးဘသူကမှလည်းကန့်ကွက်မှမဟုတ်ဘူးအမေရိကန်နိုင်ငံသားတွေကတောင်းဆိုတဲ့တောင်းဆိုချက်ဝါရှင်တန်အစိုးရရဲ့ရစက်တန်ပါပဲဒေါ်ဆန်းစုကြည်ကိုချက်ချင်းလွှတ်ပါအားလုံးပါဝင်ပြီးဆွေးနွေးပွဲလုပ်ပြီးညှိနှိုင်းဆောင်ရွက်ကြဖို့တောင်းဆိုပါတယ်ဆိုပြီးထုတ်ပြန်ထားပါတယ်ရှင်အဲ့တော့မလုပ်ရတာဘာမှမရှိဘူးဆိုတဲ့သူဟာဆက်ပြီးချုပ်ထားရဲမလားဆိုတာကိုဇာကိုကြည့်ရတော့မယ် UNSC ကလည်းဆုံးဖြတ်ချက်2669ကရှိနေတယ်တရုတ်ကလည်းအမေရိကန်တောင်းဆိုချက်တွေတောက်လျှောက်တောင်းဆိုလာတာဖြစ်ပါတယ်အရင်အနေအထားနဲ့အခုအနေအထားမတူဘူးဂျပန်ရဲ့ပြန်လည်နိုးထလာခြင်းတွေကလည်းတရုတ်အတွက်အိမ်မက်ဆိုးမှတ်နေရတယ်လို့ပါပဲဒါကြောင့်တရုတ်ဟာအမေရိကန်မပါလာရဲ့အတွက်မောင်ပုတုရဲ့လက်မျိုးကိုညှိရတော့မှာပဲဖြစ်ပါတယ်ဝန်ကြီးကအမေဒေါ်ဆန်းစုကြည်ရဲ့သဘောထားကိုရသွားပြီး
ဆုံးဖြတ်ချက်ချရမှာကသူတို့အလို့တရုတ်လိုချင်နေတာကတည်ငြိမ်ရေးနဲ့သူ့စီမံကိန်းတွေပြန်ဆနိုင်ရေးပါအဲ့တော့မောင်ပူတူကတက်လက်ကင်ကလည်းမရှိသူ့ကိုဆွဲချလိုက်လေဘယ်သူမှဝမ်းနေမနေဘူးအဲ့တော့တရုတ်ကသူ့ဩဇာကိုထိမ့်သိမ်းဖို့အတွက်ဆိုရင်အမေရိကန်မဝင်လာမှဖြစ်မယ်အဲ့တော့ဒေါ်ဆန်စုကြည်ကိုလွတ်ပေးရလိမ့်မယ်မလွတ်ရင်ဘာဖြစ်မလဲလို့မေးလာရင်တော့အမေရိကန်ကဂျိုကာဖဲဆဲတက်တယ်လို့မျိုးပြုံးသွားလိမ့်မယ်တရုတ်ဩဇာကျဲပြန့်နေမှုကိုရိုက်ချိုးဖို့အတွက်အမေရိကန်ဟာအခုလိုရာဇသံပေးပြီးဝင်လာတယ်ဆိုတာမမေ့ဖို့လိုတယ်တရုတ် BRI လမ်းနဲ့မြေရှားတပ်တို့အီရန်ကိုရောင်းမယ်ဆိုတဲ့ရွေးဆက်တို့ရဲ့ယူရေနီယံအမေရိကန်အခွန်ထမ်းတွေကိုပြစ်မှတ်ထားလိမ့်လဲနေတဲ့တရုတ်ရာဇဝတ်ငွေလိမ်ကိုင်းနှိမ့်နှင်းရေးစတဲ့အကြောင်းအရာတွေဟာအမေရိကန်အတွက်တရုတ်ရဲ့အနီရောင်စီကိုဖျက်ကျော်ဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်တွေပဲဖြစ်ပါတယ်အဲ့တော့တရုတ်ဟာဆုံးဖြတ်ချက်ချရတော့မယ်အချိန်နီးကပ်လာပြီဘာမှအတုံးမဝင်တဲ့အမိုက်ကိုလွှဲအိတ်ထဲထည့်ထားမလားနုနှစ်နေတဲ့ဗရန်များကိုရေးစေးပြီးအယောင်တင်မလားဘယ်ဟာကိုရွေးချယ်မလဲဆိုတာတရုတ်ကြီးနားလည်ပါတယ်ဟုဆိုထားပါတယ်ရှင်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်သည့်စစ်တပ်သည်အယက်သားအစိုးရကိုဖြုတ်ချသည့်အထိရက်တင်လာခဲ့ကြောင်းဂမ်ဘီယာဝန်ကြီးပြောသည့်သတင်းတင်ဆက်ပေးသွားပါမယ်ရှင်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားသည့်အမှုအတွက်နယ်သာလန်နိုင်ငံတာဟိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့တွင်နှစ်ပတ်ကြာကြားနာစစ်ဆေးမှုများစတင်နေပြီဖြစ်ပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့စစ်တပ်ကယခုအခါအယက်သားအစိုးရကိုဖြုတ်ချသည့်အထိရည်တင်လာခဲ့ကြောင်းဇန်နဝါရီလ12ရက်ကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်ရိုဟင်ဂျာအရေးစတင်ကြားနာသည့်နေ့တွင်ဂမ်ဘီယာတရားရေးဝန်ကြီးဒေါက်တာဂျဲလိုကပြောကြားလိုက်ပါတယ်။မြန်မာစစ်တပ်ကရိုဟင်ဂျာလူနည်းစုအတိုင်းအဝန်းကိုဖျက်ဆီးပစ်ရန်ရည်ရွယ်ချက်ရှိပြတ်မှတ်ထားခဲ့ကြောင်းဂမ်ဘီယာတရားရေးဝန်ကြီးဒေါက်တာဂျဲလိုကတနင်္လာနေ့တွင်စတင်သည့်လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာကြားနာပွဲတွင်အပြည်ပြည်ဆိုင်ရာတရားရုံးသို့ပြောကြားခဲ့ပါတယ်။ထို့ပြင်ယခုအမှုတွင်မြန်မာနိုင်ငံ၏မူလကိုယ်စားလှယ်ဖြစ်သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်သည်လည်းအာဏာသိမ်းခဲ့သည့်စစ်ဗိုလ်ချုပ်များ၏ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရပြီးလွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်းလည်းဝန်ကြီးကပြောကြားခဲ့ပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ပွားစဉ်ကစစ်တပ်ကိုကိုယ်ကဲခဲ့သည့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်ယခုအခါစစ်ကော်မရှင်ခေါင်းဆောင်အဖြစ်အာဏာသိမ်းထားပြီးအကြမ်းဖက်မှုနှင့်ရက်စက်ကြမ်းကြုတ်မှုများသည့်နိုင်ငံအနှံ့ပြန့်နှံ့လျက်ရှိပြီးတိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ်တက်ရောက်နေကြောင်းလည်း၎င်းကဆိုခဲ့ပါတယ်။တကယ်ကိုဝမ်းနည်းကြေပွဲစရာကောင်းတာကတော့မြန်မာနိုင်ငံကရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပြည်ထန်ကင်းလွတ်ခွင့်ရနေတဲ့တန်တရားဆိုကြီးတဲ့မှာရုံမထွက်နိုင်အောင်ပိတ်မိနေတာပါပဲ။ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ဒီနေ့အထိဘယ်သူကိုမှတာဝန်ရှိကြောင်းဖော်ထုတ်အရေးယူတာမျိုးမရှိသေးပါဘူးဟုဂမ်ဘီယာတရားရေးဝန်ကြီးဒေါက်တာဂျဲလိုကပြောကြားခဲ့ပါတယ်။ဒါကနိုင်ငံတကာဥပဒေရဲ့သဘောတရားရေးရာကိစ္စရဲ့တတ်မဟုတ်ပါဘူး။တကယ်ရှိနေတဲ့လူသားတွေတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့လူသားမျိုးနွယ်စုတစုအကြောင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကရိုဟင်ဂျာတွေကဖျက်ဆီးပစ်ဖို့အတွက်ပြစ်မှတ်ထားခံခဲ့ရတာပါဟုဂျဲလိုကတရားသူကြီးများကိုပြောကြားခဲ့ပါတယ်။2019ခုနှစ်အတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်1948ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာသဘောတူစာချုပ်ပါအချက်များကိုမြန်မာနိုင်ငံကချိုးဖောက်ခဲ့သည်ဟုဆွဆွဲကဂမ်ဘီယာကယင်းအမှုကိုတရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ယနေ့အချိန်တွင်ရိုဟင်ဂျာ1.18 တန်းခန့်သည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားရှိဧက8000ကျော်ကျယ်ဝန်းသည့်ဒုက္ခသည်စခန်းများအတွင်းနေထိုင်ကြရပါတယ်။အမှု၏နောက်ဆုံးဆုံးဖြတ်ချက်ထွက်ပေါ်ရန်လပေါင်းများစွာသို့မဟုတ်နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်၎င်း၏ဆုံးဖြတ်ချက်များကိုအတင်းအကျပ်အကောင့်ထဲပေါ်ရန်လုပ်ပိုင်ခွင့်မရှိတော့လဲဂမ်ဘီယာနိုင်ငံဘက်မှအနိုင်ရရှိသည့်စီရင်ချက်သည်မြန်မာနိုင်ငံအပေါ်နိုင်ငံရေးအရာဖိအားများပုံမှုတက်ရောက်စေနိုင်ပါတယ်။အနောက်အာဖရိကရှိဂမ်ဘီယာနိုင်ငံသည်နိုင်ငံအချင်းချင်းကြားအငင်းပွားမှုများကိုဆုံးဖြတ်ပေးသည့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့2019ခုနှစ်တွင်ယင်းအမှုကိုတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်ရှင်။